Hello ရီရီလေးကိုဒီနေ့ငါထမင်းနယ်နဲ့ pasta ရယ် broccoli ရယ်ဇီးသီးအနှစ်ရယ်ကို side dish အနေနဲ့ကျွေးပါတယ်ငါထမင်းနယ်ကသူတို့ပြောသလိုတုံးထားလို့အဲ့လိုမျိုးတော့မလှနေပါဘူးเนาะသူကပေါင်း20ကျော်ရှိပါတယ်ပေါင်း20ကျော်ကလေးကိုမချီလာရတယ် ready လုပ်ကြတယ်အဲ့ဒီချိန်မှာသူကစိတ်မရှိဘူးအင်းအဲနဲ့អော်ပြီးတော့အမေကိုပွားစီလုပ်ပါတယ်ပွားစီလုပ်ပြီးတော့ငါထမင်းနယ်နဲ့ထမင်းပကံကိုချပေးလိုက်အောင်သူမစားသေးပါဘူးဟိုကြည့်မယ်ဒီကြည့်မယ်ဟိုဟာလေးကိုတိုးကြည့်တရားလေးကိုထိကြည့်နေပေါ့နော်သူစလုပ်ပါတယ်ပြီးကြရင် surprise ဖြစ်တဲ့ရုပ်တွေမျိုးစုံလုပ်ပြမယ်အဲ့ဒါသူ့ရဲ့ style လေးပါပြီးသွားပြီဆိုတိတ်မစားနေတော့ယူမစားနေတော့ပေါ့နော်မမေကဒီမှာဇွန်လေးနဲ့ခွန်ကျွေးလိုက်ပါပြီသူအရသာလေးတိသွားရင်သူခဏနေရင်တော့ယူစားပါတယ်ဗီဒီယိုရိုက်ထားမှန်းသိတော့ဗီဒီယိုကြည့်ရဲစူပြပါတယ်ဗီဒီယိုကိုပဲကြည့်တာပါဖုန်းကိုအရန်ကြည့်ပါတယ်ပြီးတော့ထမင်းကြီးကိုလည်းထည့်မယ်ဆိုရင်အဲ့လိုအတုံးလိုက်ကြီးထည့်တယ်ဒါကပါစတာကိုထည့်ထားတာပေါ့နော်ပါစတာဆိုလည်းအတုံးလိုက်ထည့်ပြီးစားပါတယ်ကြိုက်သွားတဲ့အရာသာဆိုရင်အဲ့လိုပါပြီးတော့ဟိုငေးဒီငေးထပ်လုပ်မယ်ဟိုကိုင်းဒီကိုင်းဟိုတီလုပ်မယ်ပြီးကြရင်ထည့်စားပါမယ်မမကထပ်ခုံပြီးကျွေးလိုက်ရပြန်ပြီပြီးွားရင်သူ broccoli တွေကိုယူစားပါတယ် broccoli ကိုအရန်ကြိုက်ပါတယ် broccoli ကိုအာရပါရယူစားမယ်သူအများကြီးထည့်မယ်ပါဇက်တွေကိုပလုတ်ပလောင်ထည့်လို့ဒီမှာရင်တစ်ထိတ်နဲ့အမြဲတမ်းစောင့်ကြည့်ရတာပါရှင်ချောင်းကြည့်ရပြန်ပြီပါဇက်ထဲမှာဘာရှိနေသေးလဲဆိုပြီးတော့သူရှိရစီဒီအနှစ်တွေပေးနေလို့စုပ်စားလိုက်တာကိုရီပြပါတယ်ကြာရေလေးတောက်ပါတယ်ရေလေးသူ့ကသူယူတောက်ပါတယ်ပြီးကြသူကုံအောင်သူစားပြမှာမယ်ထမင်းလေးကတော့2လုံး3လုံးပေါ့နော်အစပိုင်းလေးကျွေးလိုက်တာနောက်ပိုင်းသူ့ကသူကုံအောင်ထိုင်စားနေပါပြီထိုင်စားပလုတ်ပလောင်အရန်စားပါတယ်ပြီးဝိုင်းထပ်ဆူပြပါပြီသူဆူရမယ့်အလဲရောက်လို့ထပ်ပြီးဆူပြပါပြီရှင်သူကောက်ဆိုင်တော်တော်ကုန်သွားလို့ပေါ့နော်9မိနစ်နဲ့2တုံးလောက်ကိုပြန်နှုတ်ထားရပါတယ်အောက်ပြုတ်ကြတာများတော့ပိုပြီးနေတာတော့2တုံးလောက်ကပြန်နှုတ်လိုက်ရပါတယ်အခုတော့သူကပေါ့နော် broccoli တစ်ချောင်းနဲ့အလုပ်ရှုံနေပါတယ်ပြီးတော့ broccoli တွေကိုပါစက်ထဲအပြည့်ထည့်မယ်ပြီးကြရင်ထွေးထုတ်ပြပါလိမ့်မယ်သူမျိုးချလို့မရရင်ထွေးထုတ်ပြပါလိမ့်မယ်ဖုနဲ့ထွေးထုတ်ပါတယ်နည်းနည်းလေးအစားထပ်ဝင်အောင်လို့မမလက်တွေနဲ့ပါခွန်ချွေပါပြီဟိုကြံဒီကြံလေးတွေကိုနည်းနည်းအနာတက်လို့ရအောင်လက်တွေနဲ့ပါခွန်ချွေပါပြီသူပါစက်ထဲမှာအရန်ရှံသွားပြီဆိုတော့သူလက်တွေနဲ့ပါကော်ပြီးတော့ထုတ်ပါတယ်သူကသူပြီးွားရည်လေးနည်းနည်းတောင်းမယ်ပြီးကြသူဘိုင်းနည်းနည်းဝလာပါပြီဘိုင်းနည်းနည်းဝလာစပြီးတော့ဆော့ပါတော့မယ်ဆော့တဲ့အချိန်မှာမမဇွန်းနဲ့ခုနဇီးသီးအနှစ်ကိုအားရပါရရအောင်ထပ်ကျွေးပါတယ်မဝင်အောင်ကျွေးပါတယ်ဇီးသီးအနှစ်က1လေးသူ့အတွက်ကောင်းတယ်ပေါ့နော်1ကောင်းလို့အားကြောင့်မို့ဇီးသီးအနှစ်ကိုများကျွေးပါတယ်ဒါမီးနဲ့ရန်ဖြစ်နေပြန်ချလိုက်နေပဲစားလို့ပြီးသွားပါပြီမိနစ်20ပဲကြာပါတယ်လက်ခုပ်တီးခိုင်းပါတယ်ယေးပြီးပါပါပြီယေး来口的，水来口，你水来口，不要的妹妹。